အဖွင့်ပွဲမှာမိထက်လူရဲ့ခေါင်းတိုက်ကိုနဲ့အနိုင်ရခဲ့တဲ့မြန်မာအမျိုးသမီးအသင်းဂျမနီညနေကရှင်ပြိုင်ကစားခဲ့တဲ့မြန်မာနဲ့ဖိလစ်ပိုင်အမျိုးသမီးပွဲစဉ်မှာမြန်မာအသင်းကနောက်ကျကိုနဲ့အနိုင်ရရှိခဲ့ပါတယ်။မြန်မာအမျိုးသမီးအသင်းဟာဆိုပါပွဲမှာမိထက်လူကိုအရန်ကစားသမားအဖြစ်သားထားခဲ့ပေမယ့်ကြံမာကန်ကစားသမားအစုံလေးနဲ့ပွဲထွက်လာခဲ့ပါတယ်။ပွဲကန်ချိန်အတွင်းမှာမြန်မာအသင်းဟာ4မိနစ်ကလေးကတိုက်စစ်မှုဝင်းသိမ့်ကြီးထွန်းကအဖွင့်ကိုသွင်းယူပြီးဦးဆောင်ခဲ့ပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့ဖိလစ်ပိုင်အသင်းကထိုးပေါက်တိုက်စစ်ဆင်မှုတွေပိုလုံးနိုင်ခဲ့ပြီးဂိုးပေါက်ပိုတက်ခဲ့တယ်လို့ပြောရမယ်။မြန်မာအသင်းတိုက်စစ်ကနင်းငင်ရုန်းကန်ခဲ့ရပြီးကစားသမားတွေအနေနဲ့လည်းအပိုင်ခွင့်ရေးတွေမရခဲ့ပါဘူး။ဒုတိယပိုင်းမှာဖိလစ်ပိုင်ဘက်ကကစားပုံပိုကောင်းလာခဲ့ပြီးပွဲချိန်60ကျော်မှာလိုအပ်နေတဲ့ချေပါဂိုးရခဲ့ပါတယ်။ဒီဂိုးပြရပြီးနောက်မြန်မာအသင်းဘက်ကလည်းလူစားလဲမှုတွေလုပ်ခဲ့ပါတယ်။မိတက်လူစားဝင်ကစားပြီးတဲ့နောက်မှာတိုက်စစ်ကပုံမြိုင်လာခဲ့ပါတယ်။မြန်မာအသင်းအတွက်ဖိုးတန်အနိုင်ကိုလည်းပွဲချိန်89မိနစ်မှာရုံးရီလိုင်ရဲ့ဖြတ်တင်ပေါ်ကိုမိထက်လူကပဲဒိုင်မင်ထိုးကောင်းတိုက်ပြီးသွင်းယူခဲ့ပါတယ်။ဒီကိုကြောင့်မြန်မာတို့2ဂိုးတကိုးနဲ့အနိုင်ရပြီးအဖွင့်လာခဲ့ပါတယ်။မြန်မာအသင်းဟာအုပ်စုပထမပွဲစဉ်မှာတင်အဖွင့်လာခဲ့ပြီးအမှတ်ပြရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒီနိုင်ပွဲကြောင့်မြန်မာအမျိုးသမီးအသင်းဟာ10ရက်နေ့မှာကစားမယ်မလေးရှားအသင်းကိုသာအနိုင်ရရှိခဲ့ရင်အုပ်စုတက်ပြီးလည်းဖြစ်ပါတယ်။